လာတဲ့ခါမင်းစိတ်ညစ်မနေနဲ့ကွာလူဆိုတာဟာမင်းဒုက္ခမျိုးမျိုးကွာမင်းကြုံတွေ့ရမှာရှောင်မပေးနဲ့ကြိုးစားလူဆိုတာဟာမင်းပန်းကလန်းလေကွာမင်းရှောင်ရဖို့အတွက်ကွာကြိုးစားကြရမှာလူဆိုတာဟာမင်းစုကလန်းလေကွာမင်းနှင်းဖြတ်ရရကွာမင်းရဲ့ဆုံးပြီးနေဆိုတာဟာကိုမျောမှန်းထားတဲ့ရာစီမံချက်တစ်ခုသာမင်းရအောင်ကြိုးစား